ကင်းကဲတွေပြုလုပ်ခြင်းဟာလည်းအပေါ်ယံအရေးပြားကိုပဲထိရောက်မှုရှိပြီးတော့ collagen ရော့နေတဲ့မျက်နှာအရေးပြားအတွင်းပိုင်းထိထိရောက်မှုမရှိတာကြောင့်လိုချင်တဲ့ရလဒ်ကိုမရရှိတာကိုတွေ့ရပါတယ်မင်္ဂလာပါကျွန်တော်ကတော့အမရာဒေါက်တာစီယာဖြိုးပဲဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဖြတ်တန်းနေရတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့နေအောင်ကြည်တန်တွေဖုံမှုတ်တွေမိတ်ကပ်တွေကြောင့်ကျွန်တော်တို့မျက်နှာအသားရည်ညိုမဲမဲညစ်လာတာကိုလူတိုင်းခံစားနေရတာကိုတွေ့ရပါတယ်ဒီနေ့ဒီဗီဒီယိုမှာဆရာဝန်တယောက်အနေနဲ့အသင့်အသားရည်ကိုဘယ်လိုစနစ်တကျထိန်းသိမ်းရမလဲဆိုတာကိုအကြံပြုပြောကြားသွားမှာဖြစ်ပါတယ်ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကင်းကဲတွေပြုလုပ်ခြင်းဟာလည်းအပေါ်ယံအရေးပြားကိုပဲထိရောက်မှုရှိပြီးတော့ collagen ရော့နေတဲ့မျက်နှာအရေးပြားအတွင်းပိုင်းထိထိရောက်မှုမရှိတာကြောင့်လိုချင်တဲ့ရလဒ်ကိုမရရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့မျက်နှာကို de-cleansing တေချာလုပ်ပေးပြီးတော့ကြည်လင်ဝင်းပါတဲ့မျက်နှာမှုဖြစ်ဖို့ဆိုလို့ရှိရင်အမရာကနေပြီးတော့ Deluxe Series လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ Deluxe Series ဆိုတာကတော့ကျွန်တော်တို့ Deluxe Glow, Deluxe Hollywood Carbon, Deluxe Lip နဲ့ Deluxe Hydra တို့ပါဝင်တဲ့facial series လေးတစ်ခုဖြစ်ပါတယ်။ Deluxe Glow ဆိုတာကတော့ကျွန်တော်မျက်နှာအသားရည်ပေါ်ကအညစ်အကြေးတွေစီပူစားဝတ်ချန်တွေကို de-cleansing တေချာလုပ်ပေးပြီးတော့ hydration မှာလုပ်ပေးတဲ့အပြင်ကျွန်တော်ဒီ Cynosure Lutronic Spectra HD ရဲ့ collagen တုံးနည်းလေစာလေးပါပစ်ပေးတဲ့အတွက်မျက်နှာကြီးကြီးလေးလေးနေရင်ဖြစ်ပြီးတော့ glow effect ကိုအလင်းမြန်ရရှိစေမှာဖြစ်ပါတယ်။ဒုတိယတစ်ခုဖြစ်တဲ့ Deluxe Lip ကလည်းကျွန်တော်တို့ခုနပြောခဲ့သလိုပဲ de-cleansing တွေတေချာသွားပြီးတော့ကျွန်တော်တို့ Clarity 2 laser set ကနေပြီးတော့ကျွန်တော် inner lip laser ကိုဖြစ်ပေးတဲ့အတွက်ကြောင့်မို့လို့အသားရည်ကြည်လင်ဝင်းပပြီးတော့တင်းရင်ချက်ကတ်တဲ့အသားရည်ကိုရရှိမှာဖြစ်ပါတယ်။ Deluxe Hollywood Carbon ကတော့ US ကနေပြီးတော့ Cynosure ရဲ့ treatment ရထားတဲ့ကျွန်တော်တို့ Hollywood Carbon lotion ကိုလိမ့်ပြီးတော့ Spectra HD laser carbon set နဲ့ပြစ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစီပြန်တာတွေစားဝက်ချန်တွေမျက်နှာမဲညစ်တာတွေတက်တာပြီးတော့ချွေးပေါက်ကိုလည်းကျင်းစေပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့ Deluxe Hydra ကလည်း de-cleansing သွားပြီးသလို Clarity 2 ရဲ့ pore laser ကိုပြစ်ပေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အစီကူစားဝက်ချန်တွေကိုတက်တာစီပြီးတော့ဝက်ချန်ဘိုးတွေကိုလည်းတက်ပေးတဲ့အတွက်ကြည်လင်ဝင်းပါတဲ့အသားရည်ကိုရရှိစေပါတယ်။ဒါကြောင့်အသားရည်ပျက်စီးတာတွေကိုရေတိုနီးနဲ့ပြုပြင်တာတွေကိုမလုပ်ဘဲနဲ့ကိုယ့်ရဲ့ skin type ပေါ်မူတည်ပြီးကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့ကျွန်တော်ဒီ Deluxe Series ရဲ့ကကိုယ်နဲ့တင့်တော်မဲ့ treatment လေးကိုရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ကြောက်ဆုံးနေတဲ့ယုံကြည်မှုတွေကိုပြန်လည်ရရှိဖို့အလားတရားရဲ့ဒုက္ခပုံအမရာမှာအရောက် treatment ခံဖို့ဖိတ်ခေါ်အပ်ပါတယ်။ခုလိုမျိုးအလားတရားနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့အမရာ channel လေးကို follow လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်။